ကိုပြုထားတဲ့ကုသိုလ်ကောင်းမှုနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာဝမ်းသာမှုကြည်နူးမှုဒီလိုမျိုးနှစ်သက်မှုတွေတိုးပွားလာအောင်ပြောတဲ့စကားကိုအနုမောဒနာစကားလို့ခေါ်တာဒီလိုအနုမောဒနာစကားကိုပြောရင်းနဲ့ပဲတည်တဲ့တည်တိုက်တာတွေကိုပြောရတယ်ဆင်ခြင်တဲ့ဆင်ခြင်တိုက်တာတွေကိုပြောရတယ်တရားစကားလေးတွေကိုလည်းစုံအောင်ပြောဖြစ်တယ်ပေါ့အဲ့တော့တရားနာတယ်ဆိုတာမတည်သေးတာကိုစိတ်ထဲမှာသိသွားစေတယ်တည်ပြီးသားတွေကိုလည်းပို့ပြီးတော့ရှင်းရှင်းလင်းလင်းနားလည်သွားစေတယ်အဲ့ဒီရရှိတဲ့အတိညာဏ်ကစိတ်နှလုံးကိုချမ်းသာစေတယ်ငြိမ်းအေးစေတယ်ဒါလေးကိုဘုံဘုံကအရင်စဉ်းစားမိသေးခြင်းတယ်ပေါ့နော်ဘုံတို့တရားနာတဲ့အခါမှာတရားနာပိဋကကပြန်ပြောကြတဲ့စကားတော်တော်များများတူနေတာလေးတစ်ခုကတရားနာလိုက်ရတာစိတ်ထဲကိုငြိမ်းသွားတာပဲစိတ်ကလေးကိုချမ်းသာသွားတာပဲလို့ပြောရတာရှိဟုတ်လားဘာလို့တရားနာတာနဲ့စိတ်ကချမ်းသာသွားတာတော့ငြိမ်းအေးသွားတာတော့စဉ်းစားရကောင်းမြတ်စွာဘုရားဟောတဲ့ဒေသနာလေးတစ်ခုရှိတယ်သူခောပညာယပฏิလာဘောပညာယအတိညာပညာရခြင်းသည်ဝါမတိသေးတာကိုသိလျက်ခြင်းသည်နော်ပညာယပฏิလာဘောအတိညာပညာကိုရခြင်းသည်သူခောချမ်းသာတယ်လို့ဟောတာဆိုလိုတာကသိတဲ့သိလိုက်တာလေးကိုသိလျက်ရတယ်ငါကမသိသေးတာလေးကိုသိလျက်ရတယ်ဆိုရင်အဲ့ဒီအတိအဲ့ဒီညာအဲ့ဒီပညာဟာစိတ်နှလုံးကိုချမ်းသာစေတယ်ကျင့်တတ်စေတယ်နော်ဘုံဘဝဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ပြောတိုင်းတွေးမိတာလေးတခုခဏခဏထည့်ပြောပြတယ်ဘုံတို့မျက်လှည့်ပွဲတွေကြည်ကြရရှိတယ်နော်ချို့ပတ်စံအများကြီးပေးပြီးတော့ကြည်ရတယ်ဘလို့လုပ်ပြလိုက်တယ်လဲမသိဘူးနားမလဲဘူးဒါပေမဲ့ဒီမျက်လှည့်ထူးဆန်းတဲ့မျက်လှည့်ပြဝက်ကိုကြည်ပြီးတော့စိတ်ထဲမှာသဘောကျတယ်ပေါ့နော်အဲ့ဒီသဘောကျတဲ့အရာသာဘလို့အရာသာတော့ဘုံတွေးကြည့်တာသူကဘာလို့ဆိုအံ့ဩတဲ့အရာသာအံ့ဩတယ်ဆိုတာဘာလို့အံ့ဩတာဆိုရိုးရိုးလေးပြောရင်မသိလို့အံ့ဩတာပဲဟုတ်လားဘလို့လှုပ်လိုက်တယ်လို့မသိဘူးသိတယ်ဆိုရင်ဘယ်အံ့ဩတော့မှာတော့မျက်လှည့်ကြီးကဘလို့လှုပ်ပြတယ်ဆိုတာသိလို့ရှိရင်ဘုံတို့မှာအံ့ဩတယ်ဆိုတာမရှိဘူးခုအဲ့ဒီအံ့ဩတဲ့ယတ္တလေးကိုခံစားခြင်းလို့ပတ်စံပေးပြီးတော့ပြောရရင်သူများလိန်တာကိုပတ်စံပေးပြီးတော့ကြည်တယ်လိန်တာကလည်းပညာသားပါတယ်ပေါ့လေဟုတ်လားဟိုငငယ်ကတီဝီကနေပြီးတော့လာတာဒီနေ့မျက်လှည့်ပြလိုက်ပြတဲ့ပြကွက်ကိုနောက်နေ့မှာပြန်ပြီးတော့ဒါဘလို့လိန်ထားတာပါဆိုတော့ပြန်ဖြေပြတာအဲ့ဒါတခါမဲ့ကိုရင်နေနဲ့ထိုင်ပြီးတော့မျက်လှည့်ကြည့်တာပေါ့ညနေခင်းတီဗီကလာတာဒါတော့လေဦးပေါင်းလေးကိုတန်ကျွန်နဲ့ထိုးတာမပေါက်ဘူးလေဦးပေါင်းကဖောင်းဆိုပေါက်ကွဲသွားမှာကွဲမသွားဘူးဟောစိတ်ဝင်စားဒါဘလို့များလှုပ်လဲပေါ့နော်အဲ့ဒါနောက်နေ့ရောက်ဖို့စိတ်ဆန္ဒတွေစောနေတယ်သူဘလို့များပြမလဲပေါ့အဲ့နောက်နေ့ကျတော့ဒီဟာကိုသူဘလို့ပြအောင်ဆိုတော့သူကဒီလေဦးပေါင်းလေးကဒီဘုံလုံးမှုတ်တဲ့ဘက်နဲ့ဟိုဘက်ကဆန့်ကျင်ဘက်နေရတယ်ဒီချက်ကလေးနဲ့ပေါက်လေးနေရသူကပို့ပြီးတော့ထုတယ်ပေါ့ဘေးပတ်လေးကြီးကပို့ပါတာပေါ့မှုတ်လိုက်တဲ့ခါမှာအဲ့ဒီထူတဲ့နေရာကနေသူကထိုးလိုက်တာအဲ့ဘုံမလေဦးပေါင်းကရန်သင်းရှာထားတယ်လက်တွေ့စမ်းအောင်ငယ်ငယ်တုန်းကပါလေအဲ့ဒါဓမျက်စိအုံတန်လေးနဲ့သူထိုးတဲ့အတိုင်းလိုက်ထိုးကြည့်အဟုတ်ဘက်မပေါက်ဘူးအဲ့ဒီမှာဘာတွေးမိတော့ဆိုတော့စိတ်ထဲမှာသဘောကျသွားတာပေါ့အဲ့တော့ဘုန်းတို့ဘလို့လှုပ်လိုက်မှမသိတဲ့မျက်လှည့်ပြဝက်ကိုကြည့်ပြီးတော့အံ့ဩတာကိုလည်းသဘောကျတယ်ဟုတ်ပြီနော်ခုနကတော့ဘလို့လိန်သွားတယ်ဒါမှမဟုတ်တရားလှွေးဝက်ချက်ကဘာလို့အမှန်ကိုသိသွားတဲ့အခါမှာလေအရန်ကျင်နဲ့အဲ့ဒီကျင်တဲ့မှုနှစ်ခုမှာဘယ်ကျင်တဲ့မှုကပို့ပြီးတော့စိတ်ကိုကျင်တဲ့စေမယ်လေသိလိုက်ရတဲ့ကျင်တဲ့မှုကပို့ပြီးတော့ကောင်းတယ်ဟုတ်လားမျက်လှည့်ပြတာကိုမသိလို့အံ့ဩရတဲ့အရာလာနဲ့ဘလို့လိန်တာပါကွာလို့သိသွားတဲ့ခါမှာဖြစ်တဲ့အရာသာသိသွားတဲ့ခါမှာဖြစ်တဲ့အရာသာပိုးကောင်းတယ်ဟုတ်လားအဲ့ဒါနဲ့ပတ်သက်ပြီးကိုလျှောက်စဉ်းစားမိနေတာပေါ့ဖေဟာမာယူပမာနိစဝိညာဏမြတ်စွာဘုရားဟောတာစိတ်ကအကျွမ်းကျင်ဆုံးမျက်လှည့်ဆရာပဲလို့ဟောတာဒါကမှတို့ဘုန်းတို့ရဲ့စိတ်ကိုဒီစိတ်ကပဲပြန်လိန်တာကိုဒီစိတ်ကပဲပြန်ယုံနေတာစိတ်ကယုံနေတဲ့အရာတွေဟာသူ
သူ့ကိုယ်သူပြန်ပြီးတော့လှည့်စားထားတာပေါ့နော်အဲ့တော့ဘုန်းတော်ဘဝမှာဘာတွေနဲ့သွားအောင်ဆိုအံ့ဩမှုတွေနဲ့သွားတယ်မသိမှုတွေနဲ့သွားတယ်ဘာတွေဖြစ်လို့ဖြစ်မှမသိဘူးနားမလည်မှုတွေနဲ့ပဲသွားနေကြတာအခုဝိပဿနာတရားအားထုတ်တယ်တတိပဋ္ဌာန်တရားအားထုတ်တယ်မြတ်စွာဘုရားချမှတ်ခဲ့တဲ့မဂ္ဂင်၈ပါးလမ်းစဉ်ကိုရှောက်ကြတယ်ဆိုတာအလိမ်ပြေအောင်ဖြေတာပဲတကယ်ကလှည့်စားထားတာတွေကနေလွတ်မြောက်အောင်လုပ်တာဒါကြောင့်ဝိပ္ပန္လာတဆိုတဲ့ပါဠိစကားလုံးလေးတစ်လုံးကြားဖို့ရပါတယ်ဗုဒ္ဓဘာသာဝင်ရင်းနှီးကြတယ်နော်ဝိပ္ပန္လာတဆိုတာဘာလို့ဖောက်ပြန်မှားယွင်းတာပေါ့ဝိပ္ပန္လာတတရား12ပါးတောင်မြတ်စွာဘုရားဟောတာတယ်အကျဉ်းမြင်လေးမှတ်ကြည့်မယ်နော်ဝိပ္ပန္လာတတရား12ပါးကိုနားလည်သိခြင်းပထမဆုံးသူကဒိဋ္ဌိဝိပ္ပန္လာတတင်ညာဝိပ္ပန္လာတဒိဋ္ဌိဝိပ္ပန္လာတစိတ်တဝိပ္ပန္လာတဒီ၃မျိုးကိုအရင်မှတ်တင်ညာဝိပ္ပန္လာတဆိုတာအမှတ်မှားတာကိုမှတ်ထားတာတွေကမှားနေတာဆိုတော့ညမှာတင့်ကုတ်ကြီးကိုတရေမြန်လားလို့ထင်တယ်တူနေတာဆိုတော့တရေဆိုလဲမဲမဲကြီးလို့စိတ်ကထင်ထားတာပေါ့နော်ညမှာတင့်ကုတ်ကြီးကလည်းမဲမဲကြီးဖြစ်နေတဲ့ခါကျတော့ဖောက်ပြန်တင်ညာဝိပ္ပန္လာတနောက်စိတ်တဝိပ္ပန္လာတဆိုတော့စိတ်အတိကိုအစားပြီးတော့တခါလေဖောက်ပြန်မှားယွင်းတာရှိတယ်နောက်ဒိဋ္ဌိဝိပ္ပန္လာတဆိုတာအယူအဆဖောက်ပြန်မှားယွင်းတာတင်ညာဝိပ္ပန္လာတစိတ်တဝိပ္ပန္လာတဒိဋ္ဌိဝိပ္ပန္လာတ၃မျိုးအဲ့ဒါကသူကတစ်မျိုးတစ်မျိုးမှာ၄မျိုးစီမှားနိုင်တင်ညာဝိပ္ပန္လာတဘယ်နှမျိုးမှားဆိုအနိစ္စဒုက္ခအနတ္တအတုပအနိစ္စဆိုတာမမြဲတာဒုက္ခဆိုတာဆင်းရဲတာအနတ္တဆိုတာကိုဆိုးကိုပိုင်မဟုတ်တာသူ့သဘောတိုင်သူဖြစ်နေတာပေါ့နော်အတုပဆိုတာမတင့်တယ်တာအဲ့ဒါတင်ညာဝိပ္ပန္လာတမှာမမြဲတာကိုမြဲတယ်လို့ဖောက်ပြန်မှားယူနေစိတ်ကမြဲတယ်ဒီတိုင်းလေးပဲတီးနေတယ်လို့ထင်နေတာကောင်းမွန်တဲ့ဒုက္ခကိုဒုက္ခလို့ကောင်းမွန်တယ်လို့ထင်နေတာနော်အနတ္တကိုအတ္တကိုလှုပ်ချင်လို့ရကိုဖြစ်ရင်ဖြစ်ရအစိုးပိုင်ရှိတယ်လို့ထင်နေတာအတုပမတင့်နေတာကိုကြည့်ကောင်းတယ်တင့်တယ်လို့ထင်နေတာဟုတ်လားတင်ညာဝိပ္ပန္လာတစိတ်တဝိပ္ပန္လာတဒိဋ္ဌိဝိပ္ပန္လာတအဲ့ဒီ၃မျိုးမှာတစ်မျိုးတစ်မျိုးလျင်၄မျိုးစီဖောက်ပြန်မှားယွင်းတယ်၄မျိုးဆိုတာဘာလို့အနိစ္စဒုက္ခအနတ္တအတုပကိုနိစ္စဒုက္ခအတ္တတုပလို့သူကမှားတာအဲ့တော့3 4လီဆိုတော့ဘယ်လောက်12ပေါ့နော်ဝိပ္ပန္လာတတရား12ပါးစိတ်ကိုလည်းမျက်လက်เสียလို့မြတ်စွာဘုရားဟောထားတာဟုတ်လားအဲ့တော့ဝိုင်းပြီးတော့ဖောက်ပြန်မှားယွင်းသွားနားလည်နေကြတယ်လှည့်စားနေကြတဲ့အရာတွေအများကြီးရှိတော့ဒါဘုံကမျက်လက်ဝဲအကြောင်းလေးပြောရင်စိတ်ဝင်စားမျက်လက်ကြည့်နေတာဘဝနားမလဲတဲ့အခါကျတော့အံ့ဩပြီးတော့တခါလေးလဲထိတ်လန့်တုန်လှုပ်ကိုကနားမလဲတာဟုတ်လားဒါဒီလိုဖြစ်သွားတာလို့နားလဲလိုက်ပြီလဲဆိုရောကြည်နဲ့တယ်ပေါ့နော်အဲ့ဒီအတိညာအများကြီးစိတ်ကိုငြိမ်းစေတယ်အေးစေတယ်ဟုတ်လားဘုန်းတော်ကဟန်လောကကြီးထဲမှာနေနေတာအတုအယောင်လောကကြီးထဲမှာစိတ်ကကျက်စားဟုတ်လားအဲ့ဒါကိုအစစ်အမှန်နားလေအောင်မလုပ်ကြအောင်ဆိုတတိနဲ့ကိုမှားယွင်းနေတဲ့အရာတွေရဲ့ပုံမှာပဲတတိနဲ့ပြန်ပြီးတော့အမှန်ကန်သိနေတဲ့အလေးကျင့်ကိုလေ့ကျင့်တတိပဋ္ဌာန်တရားဆိုတာအဲ့ဒါနော်ဝင်လေထွက်လေလေးကိုစသိတယ်ဘာမှသူကလုံးစမပါဘူးလေအပိုလို့ဘာမှမပါဘူးဝင်လေထွက်လေဆိုတာဒီခန္ဓာကိုယ်ရဲ့အစိတ်ပိုင်းတစ်ခုနော်တကယ်မှအရေးပါတဲ့အစိတ်ပိုင်းကြီးတစ်ခုပဲမဝင်လို့မထွက်လို့မဖြစ်ဘူးတော့ဒီဥစ္စာကြီးကခန္ဓာကိုယ်ရှင်သန်ဖို့အတွက်အလွန်မှအရေးပါတဲ့လုပ်ငန်းကြီးတစ်ခုလည်းဖြစ်တယ်ခန္ဓာကိုယ်ရဲ့အဓိကအကြဆုံးအစိတ်အပိုင်းကြီးတစ်ခုလည်းဖြစ်တယ်ပေါ့နော်အဲ့ဒါရဲ့အပေါ်မှာဘာလို့တော့သတိထားတော့ကိုထားခြင်းတို့ထားကိုတွေးခြင်းတို့တွေးတာမဟုတ်လို့သူဖြစ်နေတာကိုဖြစ်နေတဲ့အတိုင်းလေးပဲသိတယ်ဟုတ်လားအဲ့ဒါဘာလို့တောင်ဆိုအလိမ်ပြန်ဖြေနေတာပေါ့ဟုတ်လားသိသွားမှကြာရင်သူသိသွားမှကြာလာနေလည်းဆက်နေတာနီးတွေကတော့အများကြီးပေါ့အနှစ်ချုပ်လိုက်ရင်ဒီခန္ဓာမှာဘာပဲဖြစ်နေတဲ့ဟာကိုဖြစ်နေတဲ့အတိုင်းသိဖို့ကြိုးစားအထောက်တာပေါ့ထိုင်းနေရင်လည်းထိုင်းနေတယ်လို့သိလို့ဘုရားသင်ပေးတယ်နော်သွားနေရင်လည်းသွားနေတယ်လို့သိစားနေရင်လည်းစားနေတယ်လို့ဘာပဲဖြစ်နေတဲ့အတိုင်းလိုက်သိပြစ္ဆုတ်ပံလေးလိုက်သိရင်ဒီသဘာဝတရားတွေရဲ့ပုံမှာစာလွယ်မမထင်းနေတဲ့မှားနေတဲ့အမှားတွေကတဖြည်းဖြည်းနဲ့မှဖြစ်သွားပျောက်သွားနော်အဝိဇ္ဇာနေရာမှာဝိဇ္ဇာရောက်လာပေါ့နော်ဟိုတော့ဘလို့မှားနေအောင်ဆိုမမြဲတာကိုမြဲတယ်မကောင်းတာကိုကောင်းတယ်အစိုးမရနိုင်တာကိုအစိုးရတယ်နော်မတင့်နေတာကိုတင့်နေတယ်လို့ထင်းနေတာအဲ့ဒီအထင်မှားအမြင်မှားတွေကိုတတိထားပြီးတော့ဘုံဘုံတို့ဟာနော်အမှားတန်တရားကနေလွတ်မြောက်အောင်
ကြိုးစားတာပေါ့အဲ့ဒါကိုတရားထုတ်တယ်ခေါ်တာနော်တော့စောစောစကားလေးပြန်ဆက်မယ်တရားနာတဲ့အခါမှာစိတ်ထဲမှာချမ်းသာတယ်ငြိမ်းအေးတယ်ဆိုတာဘယ်မှရောက်လာတာမဟုတ်ဘူးအဲ့ဒါနော်ကိုယ်တန်တာမှာဖြစ်ပေါ်သွားတဲ့အသိဉာဏ်ကကိုယ်ချမ်းသာသွားစေတာဟုတ်လားတော့တရားနာခြင်းဖြင့်သိတဲ့သိတတ်တာကိုသိတဲ့ဉာဏ်ပညာကိုမရဘူးလားရတယ်အဲ့ဒီပညာစိတ်ကိုချမ်းသာသွားစေတာဒါကွင်းဆက်ကလေးအကြောင်းအကျိုးဒီလိုသွားနေတာပေါ့နော်အဲ့ဒါဘုန်းကဒီနေ့အဲ့ဒါတော့အကျိုးရှိတဲ့နော်တရားနာတဲ့ကိစ္စကိုလုပ်ကြတဲ့နေရာမှာဘယ်လိုတရားစကားမျိုးလေးပြောရင်တော့အချင်းချုပ်လေးပြောပါမယ်ဂါထာလေးတစ်ခုပြောမလို့စိတ်ကူးထားတယ်အလွန်ကြိုက်တဲ့ဂါထာလေးခဏခဏလည်းပြောဖို့ပါတယ်ဓမ္မပဒပါဠိတော်ထဲမှာမှတ်တမ်းတင်ထားဧထပတ္တိမံလောကံစိတ်တရာဇရထုပမံယထဘာလီဝိတိရန္တိနတ္ထိတင်္ဂောဝိဇာနတံဂါထာလေးတစ်ပုဒ်ရှိဧထလာကြကုန်လောစိတ်တရာဇရထုပမံမင်းစည်းတဲ့ယထာတစင်းလိုစမ်းကြဲသောဣမံလောကံဤခန္ဓာလေးဟူသောလောကကိုပတ္တထမှန်မှန်ကန်ကန်သိအောင်မြင်အောင်ကြည်ကြကုန်လောတဲ့မြတ်စွာဘုရားဖိမှန်တကပြုလိုက်တဲ့သဘောလေးပေါ့နော်လာကြမင်းစည်းတဲ့ယထာတစင်းလိုအလုံးမဆန်းဆန်းကြဲကြဲတိဆောက်ထားတဲ့အလုံးမဆန်းဆန်းကြဲကြဲဖြစ်ပေါ်ပြောင်းလဲနေတဲ့ဒီခန္ဓာလေးဟူသောလောကကြီးကိုအမှန်မြင်အောင်ကြည်ကြဆိုလိုတာကကိုယ်ခန္ဓာကြောင့်ကိုယ်ဘဝကြောင့်ကိုယ်မှန်မှန်ကန်ကန်သိအောင်ကြည်ကြည်လို့ပြောတာအဲ့ဒါခန္ဓာကိုယ်ကြီးကိုဗာနဲ့တင်စားမင်းစည်းတဲ့ယထာတစင်းလိုဆန်းဆန်းကြဲကြဲတိဆောက်ထားတယ်ယထဘာလီဝိတိရန္တိနတ္ထိတင်္ဂောဝိဇာနတံဟောနောက်နှစ်ပိုက်ကယထဘာလီဝိတိရန္တိဒီခန္ဓာရဲ့အကြောင်းကိုအမှန်ကန်သိအောင်မကြည့်ကြလို့မသိကြတဲ့ပုံကိုယ်တွေမသိတဲ့ပုံကိုယ်မိုက်မဲတယ်လို့ပြောတာပေါ့နော်ဒီမှာလဲဘာလီလို့သုံးထားတာဟုတ်လားခန္ဓာရဲ့အကြောင်းကိုမသိကြတဲ့မိုက်မဲတဲ့ပုံကိုယ်တွေဟာဝိတိရန္တိဒုက္ခတွေထဲမှာနှိမ့်မွန်းသွားလိမ့်မယ်တဲ့ကိုယ်ဘဝအကြောင်းကိုတကယ်မသိဘူးဆိုရင်ဒီလူဟာဒုက္ခထဲမှာနစ်သွားမယ်လို့ပြောတာပြီးရင်အသေးစိတ်လေးရှင်းပြနော်နတ္ထိတင်္ဂောဝိဇာနတံဝိဇာနတံခန္ဓာရဲ့အကြောင်းကိုအမှန်ကန်သိအောင်မြင်အောင်ကြိုးပမ်းအထောက်ကြလို့တကယ်သိပြီးမြင်ပြီးနားလည်ပြီးဆိုတဲ့အခါမျိုးမှာကြတော့နတ္ထိတင်္ဂောအဲ့ဒီပုဂ္ဂိုလ်ရဲ့တဏ္ဍမှာကန့်ညှိမှုဆိုတာမရှိဘူးတဲ့ဟောဂါထာလေးကတူတူလေးနော်၄ပါးတာ၄ပိုက်ပါဟုတ်လားဧထပတ္တိမံလောကံစိတ်တရာဇရထုပမံယထဘာလီဝိတိရန္တိနတ္ထိတင်္ဂောဝိဇာနတံနော်လာကြမင်းစည်းတဲ့ယထာတစင်းလို့စမ်းကြဲတဲ့ဒီခန္ဓာလေးဟူသောလောကကြီးကိုအမှန်ကန်သိအောင်မြင်အောင်ကြည်ကြဒီခန္ဓာရဲ့အကြောင်းကိုအမှန်ကန်မသိကြတဲ့ပုဂ္ဂိုလ်တွေကဒုက္ခတွေထဲမှာနစ်သွားလိမ့်မယ်ဒီခန္ဓာအကြောင်းကိုအမှန်ကန်သိတဲ့ပုဂ္ဂိုလ်တွေကတော့ကန့်ညှိမှုမရှိတဲ့အတွက်ကြောင့်သူတို့ဟာလွတ်မြောက်မှုချမ်းသာကိုရကြလိမ့်မယ်လို့ပြောတာဟုတ်လားအောက်လို့ဒီကထာလေးကိုမြတ်စွာဘုရားဟောတာတော့ဆိုတော့ဗိမိတာရမင်းကြီးရဲ့သားအဖေယမင်းသားကိုအကြောင်းပြုပြီးတော့ဟောတာသူကတခါမဲနော်စစ်ပွဲတပွဲအနိုင်တိုက်နိုင်တဲ့အတွက်ကြောင့်ဘုရင်ကြီးကသူ့ကိုရှုတွေလက်တွေပေးတာအဲ့ဒီပေးတဲ့ရှုလက်တွေထဲမှာအလွန်ချောမောလှပတဲ့ကားကြီးတယ်မလေးတယောက်ပါတယ်အဲ့ဒီကလေးမလေးကိုသူကလည်းအလွန်မြတ်နိုးတယ်မင်းသားပေါ့နော်အဲ့တော့နောက်တော့အဲ့ဒီကလေးမလေးကရုတ်တရက်ယောဂဖြစ်ပြီးတော့ဆုံးသွားတယ်အလုံးမချစ်မြတ်နိုးရတဲ့အတွက်ကြောင့်ဒီမင်းသားရဲ့တန်တန်မှာဒီမျိုးသမီးလေးလည်းဆုံးသွားရောတောကပရိဒေဝမိဟာအကြီးအကျယ်တောက်လောင်ဘလုံးကသူ့ကိုယ်သူမဖြေနိုင်ဘူးသူကသူစိတ်ကိုချမ်းသာအောင်သူမလုံးနိုင်တော့ဘူးပေါ့ကျတို့လည်းဘဝမှာအဲ့လိုမျိုးတွေကျင်သွားတယ်နော်ကိုယ်စိတ်ကဆင်းရဲနေပြီချမ်းသာခြင်းနဲ့ဒီဆင်းရဲတာကြီးကိုမကြိုက်ဘူးနော်ဒါဒီဆင်းရဲတာကြီးကနေပြီးတော့ချမ်းသာတဲ့အနေထားရအောင်ကိုယ့်ကိုပြောင်းနိုင်လားဆိုတော့လေမပြောင်းနိုင်ဘူးနော်ခက်နေတာဟုတ်လားအခုလည်းပဲမင်းသားသူ့စိတ်မှာတောက်နေတဲ့နော်စိုးရင်မှုငိုကြွေးမှုတောကပရိဒေဝမီးကိုသူမငြိမ့်နိုင်ဒါပေမဲ့ तू ကညံတော့ရှိတယ်နော်ဒီမီးကိုနော်ဘယ်သူတည်သွားရင်ငြိမ့်မလဲဆိုတော့ तू သိတယ်ဒါမြတ်စွာဘုရားဒီရောက်လာမြတ်စွာဘုရားဒီကတရားစကားနားထောင်ရင်တော့တောက်နေတဲ့တောကပရိဒေဝမီးငြိမ့်နိုင်ကောင်းရဲ့ဆိုတဲ့အတိသူ့မှာရှိတယ်အဲ့ဒါနဲ့မြတ်စွာဘုရားဒီရောက်လာအကျိုးကြောင့်ရှောက်တဲ့အချိန်မှာမြတ်စွာဘုရားဒီကထာလေးကိုဟောတာဟောကစသည်တွေကစသဘောကျတော့တူတူလေးနဲ့အနှစ်သာရအလွန်ပြည့်ဝတယ်နော်အလွန်ခြေပြတ်တဲ့အဓိပ္ပာယ်ရှိဧထပတ္တိမံလောကစိတ်တရာဇရထုပယထဘာလီဝိတိရန္တိနတ္ထိတင်္ဂောဝိဇာနတံလာကြမင်းစည်းတဲ့ယထာတစင်းလို့စမ်းကြဲတဲ့
ဒီခန္ဓာတည်းဟူသောလောကကြီးကိုအမှန်ကန်သိအောင်မြင်အောင်ကြည့်ကြဒီခန္ဓာရဲ့အကြောင်းကိုအမှန်မသိတဲ့ပုဂ္ဂိုလ်တွေဟာဒုက္ခတွေထဲမှာနစ်သွားလိမ့်မယ်ဒီခန္ဓာအကြောင်းအမှန်သိတဲ့ပုဂ္ဂိုလ်တွေကတော့ကန့်ညှိမှုမရှိတဲ့အတွက်ကြောင့်နော်ချမ်းသာအစစ်ချမ်းသာမှန်ကိုရကြလိမ့်မယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာလို့ဆိုရင်ဘုံဘုံတို့ကရှင်းပြเสีย3မျိုးလောက်ရှိမယ်လို့ထင်တယ်ဒီခန္ဓာကိုယ်ကြီးကိုကြည်ကြလို့ပြောတဲ့အခါမှာခန္ဓာကိုယ်ကြီးကိုဘုရားဘယ်လိုတင်စားတာတော့မင်းစည်းတဲ့ယထာတဇင်းလို့ဆန်းဆန်းကြဲကြဲတိဆောက်ထားတဲ့ခန္ဓာကိုယ်ကြီးလို့ဥမာပေးတယ်အဲ့ဒါစဉ်းစားကိုယ်ခန္ဓာကိုယ်ကဘယ်လောက်ဆန်းကြဲဆိုတာနော်ဖြစ်ပေါ်ပြောင်းလဲနေတယ်လေဆိုစဉ်းစားဟုတ်လားဒီခန္ဓာကိုယ်ကြီးကိုတူရာစုပြောရမှာဆိုရင်တော့ရုပ်အဖွဲ့အစည်းရဲ့နာမ်အဖွဲ့အစည်းရဲ့အဖွဲ့အစည်းကြီးနှစ်ခုပေါင်းစပ်ပြီးတော့ဖြစ်ပေါ်ပြောင်းလဲနေတဲ့သဘောခန္ဓာကိုယ်ဆိုတာဟုတ်လားအဖွဲ့အစည်းဆိုတာကိုပါဠိလိုခန္ဓာလို့ပြောတာအဖွဲ့အစည်းအပေါင်းစုထားတာပေါ့နော်ရုပ်အဖွဲ့အစည်းဆိုတာယူဘက်ခန္ဓာပေါ့နော်ဒါရုပ်ဆိုတာဘာလဲရုပ်ဆိုတာဖောက်ပြန်ပြောင်းလဲခြင်းလို့အဓိပ္ပာယ်ရတယ်နော်ဘုန်းတို့ရူပဆိုတဲ့ပါဠိစကားလေးကိုဗမာပြန်တဲ့အခါမှာရုပ်လို့ဘာသာပြန်တယ်ဟောရေးထားတဲ့ရကောက်နှစ်ချောင်းမြင်ရူပသောရေပဗမာမှုပြုတဲ့အခါကျတော့ရကောက်တစ်ချောင်းမြင်ပတ်သက်ရုပ်လို့ပြန်လိုက်တယ်အဲ့တော့ရုပ်ဆိုတော့ကျွတ်တို့ဗမာစကားပဲဘယ်လိုနားလဲဒါတိလူတွေကတော့ဗမာစကားလိုဖြစ်နေတာပေါ့နော်ရုပ်လို့ပြောလိုက်တာနဲ့တက်မဲ့အစာရင်ခဲတရဝတ္ထုတွေလို့မျက်စိထဲမှာတော့ပြည့်မြင်မိကြမယ်ပေါ့အရန်ကြီးဘာသာပြန်ချက်ကိုဘုံဘုံကတော့သဘောမကျလှဘူးပေါ့မမှန်ဘူးပြောတာမဟုတ်ပါဘူးစိတ်ထဲမှာရှင်းမသွားဘူးပေါ့တော့ရူပဆိုတာကိုဘယ်လိုနားလည်သိချင်တာလဲဘယ်လိုနားလည်ရမှာလဲလို့မြင်ဖောက်ပြန်မှုလို့နားလည်ရမှာဓာတ်ရိုက်ဟုတ်လားရုပ်လို့ပြောလိုက်ရင်ဖောက်ပြန်မှုလို့တန်းနားလည်ရမှာအဲ့တော့ရုပ်လို့မပြောတော့ဘဲနဲ့ရူပဆိုတဲ့စကားလေးကိုဖောက်ပြန်မှုလို့ဘာသာပြန်ခဲ့မယ်ဆိုရင်တောက်လျှောက်အဓိပ္ပာယ်ဒီကိုတန်းရောက်သွားမှာပေါ့နော်ခုကြားထဲမှာရုပ်ဆိုတဲ့စကားလုံးတစ်လုံးကဘာလုပ်နေတော့ခံနေတယ်ဟုတ်လားရူပဆိုတဲ့မူရင်းစကားလေးကအဓိပ္ပာယ်ဘယ်လိုရတော့ဖောက်ပြန်ပြောင်းလဲနေတဲ့သဘောအကျိုးတို့မြင်နေရတဲ့ဒီစမွေမွေးစာခြေပွားဆိုဒီပေါင်းစုနေတဲ့အရာတွေကဘာလို့ဆိုတော့ဖောက်ပြန်မှုတွေပေါင်းစုထားတာဒါပဲရုပ်စုပေါင်းစုနေတာလို့ပြောတာကိုပဲဘုံဘုံတို့ကအမြဲတမ်းကြားနေကြတာနော်အဲ့ဒါကိုဓာတ်ရိုက်ဘယ်လိုနားလဲမလို့ဖောက်ပြန်မှုတွေပေါင်းစုထားတာပေါ့ဟုတ်တယ်ဘယ်နာလေးကြည်လိုက်ဖောက်ပြန်နေတယ်လေးလေးနက်နက်ကြီးမမြင်အောင်တောင်မှအကျဉ်းမြင်လေးတော့မြင်တဲ့တယ်လို့ထင်တယ်နော်ဘုံဘုံတို့အစာအာဟာရတွေစားတယ်ထဲမှာအမျိုးမျိုးဓာတ်ပြုတ်ပြီးတော့နေတာနော်ပြီးရင်မလိုတာကိုစွန့်ထုတ်မယ်ဒါမရက်မနာသူဘာလုပ်နေတော့အလုတ်လုတ်နေတာနော်တဝုံတိုင်းလုတ်နေတာဟုတ်လားပြီးရင်တောက်ချလိုက်တဲ့ရေတွေရှိမယ်သူလည်းအလုတ်လုတ်ပြီးတော့သွားတယ်သူ့ထက်ပိုးပြီးတော့အချိန်ကာလစိတ်ကလေးနဲ့အမြဲအလုတ်လုတ်နေတာခန္ဓာကိုယ်ကြီးမှာပြောင်းလဲဖောက်ပြန်နေတာဘာတော့လေပေါ့ဟုတ်တယ်မဟုတ်လားနော်လိုအပ်ချက်အမြဲတမ်းရှိနေတယ်ခန္ဓာကိုယ်ကြီးကဒီအောက်ဆီဂျင်လိုအပ်ချက်အမြဲတမ်းရှိနေတယ်မထည့်တာနဲ့ခဏလေးတောင်မှသူသိခမှာမဟုတ်ဘူးမင်းမထည့်ဘူးဆိုငါတော့ပြက်လိုက်တော့မယ်သေလိုက်တော့မယ်လို့လုပ်နေတာသူကဟုတ်တယ်မဟုတ်လားပြီးရင်ဒီလေကသူကရဖို့ကြီးစူးစမ်းနေတာမဟုတ်ဒီတွေကမကောင်းတဲ့ဟာကိုလဲထုတ်ရမှသူကလေပတ်မှုကသူကအဝင်ထွက်နဲ့သွားနေတာပေါ့နော်မထွက်ရရင်လည်းအဆင်မပြေဘူးမဝင်ရရင်လည်းအဆင်မပြေဘူးအကြမ်းမြင်လေးတော့အဖက်ဓာတ်တွေဝင်ထွက်နေတယ်အရေဓာတ်တွေဝင်ထွက်နေတယ်လေဓာတ်တွေဝင်ထွက်နေတယ်လို့ခန္ဓာကိုယ်ကြီးနဲ့ပတ်သက်ပြီးတော့ရုပ်စုဝေးနဲ့ပတ်သက်ပြီးတော့အနည်းဆုံးအဲ့လောက်လေးတော့ဘုံဘုံတို့ကသတိထားကြည့်တဲ့တယ်ဒါပြောရရင်ဖောက်ပြန်မှုအစုဝေးကြီးပဲပေါ့နော်ဒါမြတ်စွာဘုရားခုနကတော့ပြောတယ်စမ်းကြယ်တဲ့မင်းရဲ့ယထာတဇင်းလို့ပြောဘုရင်ရဲ့ယထာပေါ့ဆင်းရဲသားယထာမဟုတ်ဘူးနော်ဘုရင်ရဲ့ယထာဆိုတော့ဘာလို့အစွမ်းရှိသမျှပြင်ဆင်ထားမှာပေါ့အလှပတွေရောဘာတွေရောဟုတ်လားဒီခန္ဓာကိုယ်ကြီးကိုအဲ့လိုဥမာပေးတာဟုတ်လားသူ့ထက်ပိုပြီးတော့စမ်းကြယ်တာဘယ်အစုဝေးဆိုတော့နန်းစုဝေးပေါ့ဟုတ်လားနန်းစုဝေးကြတော့ကျေပြန်လုံးလို့မြတ်စွာဘုရားအစုဝေးကိုဘယ်နှပုံဟောတာ၄ပုံဟောတယ်နာမခန္ဓာ၄ပါးရှိတယ်ဟုတ်လားနာမခန္ဓာ၄ပါးဘာတွေတော့ဝေဒနာခန္ဓာရဲ့သင်္ကြန်ခန္ဓာရဲ့သင်္ခါရခန္ဓာရဲ့ဝိညာဉ်နဲ့ခန္ဓာရဲ့ဒီနံတရားကိုနော်အရေးကြီးတဲ့အစိတ်အပိုင်း၄စုနဲ့ဖះနားလည်အောင်ရှင်းပြတော့ဟုတ်လားခံစားမှုရှိတယ်စိတ်ထဲမှာဟုတ်လားအဲ့ဒါခံစားမှုနဲ့ပဲအကျယ်ကြီးပဲဝေဒနာခန္ဓာအုပ်စုနော်မှတ်သားမှုအုပ်စုရှိတယ်သင်္ကြန်ခန္ဓာဘယ်သူပဲဘယ်ဝါပဲဘာပဲညာပဲအကောင်းပဲဆိုးပဲဟာအများကြီးပဲ
သင်ယူလို့နားလေလို့တက်ကြွထားတာတွေအကုန်လုံးကသင်္ကြန်ခန္ဓာအစုဟုတ်လားပြီးတော့သင်္ခါရခန္ဓာတုံ့ပြန်မှုအစုလောဘဒေါသနဲ့ကောင်းတယ်လို့မကောင်းမှုထင်မကောင်းတယ်လို့တုံ့ပြန်နေတယ်စိတ်ထဲမှာသင်္ခါရအစုဟုတ်လားပြီးတော့ဝိညာဉ်နဲ့ခန္ဓာသိမှုအစုဆိုရမှာဆိုဘုန်းတို့ဒီမျက်လုံးအကြည်တန်းနဲ့အစင်းတန်းနဲ့တွေ့တဲ့အခါမှာစက္ခုဝိညာဉ်သိမှုအစုဖြစ်လာနော်အဲ့ဒီသိမှုဖြစ်တာနဲ့ချမ်းသာခြင်းဆင်းရဲခြင်းတခါတည်းတန်းဖြစ်တယ်စိတ်ထဲမှာခံစားချက်ဟုတ်လားပြီးရင်ဒီမြင်တာလေးကိုဘာလဲဒါအကောင်လားဆိုလားအမျိုးမျိုးတခါတည်းခွချမ်းဝေဖန်ပြီးပြီမှတ်သားထားတာတွေဟုတ်လားဘာပဲညာပဲထင်ပြီးပြီမှတ်ထင်ပြီးပြီပေါ့နော်မှတ်ထင်ပြီးတာနဲ့ဘာလာမလို့တုံ့ပြန်မှုပေါ့နော်ကောင်းတယ်ထင်ရင်လောဘမကောင်းမှုထင်ရင်ဒေါသအကျဉ်းမြတ်ဖြစ်အဲ့လိုသွားနေတာအဲ့တော့ဖြစ်စဉ်ကဘယ်လိုတုံးဆိုတော့သိတယ်ခံစားတယ်မှတ်သားတယ်တုံ့ပြန်တယ်နန္တရားကိုအဲ့လိုနားလဲနော်အကျဉ်းမြတ်၄မျိုးလောက်နားလဲဟုတ်လားသိတယ်ခံစားတယ်မှတ်သားတယ်တုံ့ပြန်တယ်အဲ့ဒီတုံ့ပြန်တဲ့ဥစ္စာကနောက်ထပ်ထပ်ဖြစ်ဖို့အကြောင်းတရားကြီးပေါ့ဟုတ်လားအဲ့တော့ဘုန်းဘုန်းတို့ရဲ့စမ်းကြယ်တဲ့ခန္ဓာကိုယ်ဆိုတာကိုအကျဉ်းမြတ်အဲ့တော့နန္တရားပဲနှမျိုးအကျဉ်းမြတ်၄မျိုးနော်အဲ့တော့မြတ်စွာဘုရားလာကြဒီခန္ဓာကြီးရဲ့အကြောင်းကိုအမှန်ကန်သိအောင်မြင်အောင်ကြည့်ကြလို့ပြောတဲ့နေရာမှာဒီခန္ဓာကိုယ်ကြီးကိုမင်းစည်းတဲ့ယထာတဇင်းလို့စမ်းကြယ်တယ်လို့ဒီလိုဥမာပေးတယ်ဒါလေးကိုဘုန်းဘုန်းတို့ကအသေးစိတ်ကိုယ့်အကိုနားလည်အောင်လုပ်ရမှာနော်ဒီပိုင်းနောက်ထပ်သိရမယ့်ပိုင်းရပါတော့ယထပါဠိဝိတိတန္တိဒီခန္ဓာရဲ့အကြောင်းကိုအမှန်ကန်မသိတဲ့လူတွေကနှိမ့်မွန်းသွားလိမ့်မယ်လို့ပြောတာအဲ့ဒါကိုနားလည်အောင်လုပ်ဖို့လိုတယ်ခန္ဓာရဲ့အကြောင်းကိုအမှန်မသိတာနဲ့ဘယ်လိုနှိမ့်မွန်းနိုင်တာတော့ဆိုရပါစို့ဘုန်းဘုန်းတို့နှိမ့်မွန်းတယ်ဆိုတာကနော်ပြစ္ဆုတ်ပန်နှိမ့်မွန်းခြင်းတန်တရားနှိမ့်မွန်းခြင်းတို့အကျဉ်းပြင်းနှစ်ပိုင်းလောက်ခွဲပြီးတော့ပြောတဲ့နေထင်ပါတယ်ခုပြစ္ဆုတ်ပန်မှာလည်းပဲဘုန်းဘုန်းတို့တောကတွေပဋိတွေဝါတွေဒုက္ခတွေဖြစ်ကြတယ်ဆိုတာနှိမ့်မွန်းသွားတာနှိမ့်မွန်းတယ်ဆိုတာစကားကြားတာနဲ့ကိုမောတယ်နော်ရေနစ်တယ်မွန်းနေတယ်ဘယ်လိုများခံစားရမလဲနှိမ့်မွန်းတယ်ဆိုတဲ့အသုံးနှုတ်နော်ဒုက္ခတွေဖြစ်နေတာနှိမ့်မွန်းနေတာတန်တရားနှိမ့်မွန်းခြင်းကတော့ဘယ်လိုပြောမလဲအပေလေးပုံရောက်သွားတာတန်တရားနှိမ့်မွန်းခြင်းလို့ဆိုနိုင်ပါတယ်နော်ဒုက္ခတကယ်မှကြီးမားတဲ့ဒုက္ခပေါ့နော်တိရစ္ဆာန်တကောင်ရဲ့ဘဝကိုလူစိတ်နဲ့နော်ဝင်စားပြီးတော့ကြည်သမ်းပါအောင်တိရစ္ဆာန်စိတ်ကလေးနဲ့မို့လို့လားသူတို့ကဆင်းရဲတယ်လို့မသိတာလေလူစိတ်နဲ့တိရစ္ဆာန်ကိုယ်နဲ့ဆိုရင်ဘယ်လိုများနေမှာတော့ဟမ်ဘယ်လိုများနေမှာတော့ဆင်းရဲမှာပဲနော်ဒါပြီးတိရစ္ဆာန်စိတ်နဲ့တိရစ္ဆာန်ကိုယ်နဲ့ဆိုတော့လည်းအံကြဖြစ်နေတာပေါ့သူတို့ဆင်းရဲတယ်လို့ပဲသိမှာတော့အဲ့လိုပဲသူကတော့ကြံကြံဖန်ဖန်စဉ်းစားကြည့်တယ်နတ်စိတ်နဲ့လူကိုဆိုရင်လည်းတော်တော်ဆင်းရဲမှာပဲလို့ကျတို့ကလူစိတ်နဲ့လူကိုဆိုတော့ကိုယ့်ဟာကိုယ်တော့ဆင်ပြေးနေတာပေါ့ရှားဖွေရရုံးဝကန်ရနော်အဲ့တော့နှိမ့်မွန်းနေဆိုတာအဲ့လိုပြစ္ဆုတ်ပန်နှိမ့်မွန်းခြင်းတန်တရားနှိမ့်မွန်းခြင်းနှစ်မျိုးနားလေရအဲ့တော့မြတ်စွာဘုရားဒီမှာခန္ဓာအကြောင်းကိုမသိရင်နှိမ့်မွန်းသွားမယ်လို့ပြောတယ်အဲ့တော့ခန္ဓာအကြောင်းမသိရင်ဘယ်လိုနှိမ့်မွန်းမှာလဲဆိုရပါစို့ဘုန်းတို့ဒီဖြစ်စဉ်တွေကအိဋ္ဌဒုက္ခအနတ္တအတုပစောစောပြောခဲ့တာ၄မျိုးရှိတယ်ဟုတ်လားအဲ့ဒါတွေကိုအမှန်တိုင်းမသိဘူးဆိုလို့ရှိရင်စိတ်ကဘယ်လိုတုံ့ပြန်မလို့ကောင်းတယ်ထင်ရင်လောဘဖြစ်မယ်နော်မကောင်းမှုထင်ရင်ဒေါသဖြစ်မယ်ပေါ့မသိမှုအဝိဇ္ဇာမောဟကိုခြေခံပြီးတော့လောဘနဲ့ဒေါသကအခါအားလျော်ဆိုတာ तू ကလာနေကြမှာဟုတ်လားခါအားလျော်ဆိုတာလာပြီဆိုလို့ရှိရင်ဒုက္ခဖြစ်တော့မှာ तू ကနော်လောဘဒေါသဖြစ်ရင်ဒုက္ခဖြစ်တော့မှာ तू ကဒါဒီဘုံဘုံတို့ကဒုက္ခဖြစ်တယ်ဆိုတာကိုဘယ်အဆင့်ကြမှာသိကြတာများလဲဆိုရင်ဒေါသအဆင့်ရောက်မှသိကြတာများကိုဖြစ်ချင်တာတွေမဖြစ်ဘူးကိုမဖြစ်ချင်တာတွေဖြစ်လာတယ်ဆိုရင်စိတ်ထဲမှာစိတ်ခံစားရတာကောင်းတော့ဘူးအဲ့ဒါဒေါမနတဝေဒနာခေါ်တာပေါ့ကိုဖြစ်ချင်တာမဖြစ်ဘူးကိုမဖြစ်ချင်တာဖြစ်တယ်အကျဉ်းမြင့်တော့ဒီနှမျိုးပါပဲအဲ့ဒါဆိုရင်စိတ်ကမခံချင်တော့ဘူးမခံနိုင်တော့ဘူးဒေါမနတဖြစ်လာအဲ့ဒါနှိမ့်မွန်းတော့တာပဲဒေါသဖြစ်လာရင်ဒုက္ခရောက်တော့တာပူတော့တာတချို့ဒေါသပြင်းထန်လို့ရှိရင်သေတောင်သေသွားနိုင်တယ်နော်တချို့မသေးလို့ရှိရင်ကိုယ့်ကိုယ်တောင်တတ်ပြစ်တာရှိတယ်ပူလုံးလောင်လုံးလို့ तू နေမရတော့ဘူးလေနေရတာနဲ့ဆိုင်သေရတာကောင်းသေးတယ်ဆိုတော့သေခြင်းကိုရွေးသွားတာပေါ့ဟုတ်တယ်မဟုတ်လားသူတို့နေခြင်းရဲ့အရာသာနေခြင်းကအလွန်ကိုသူတို့ဘဝမှာပူလောင်ခါးသီးနေလို့သေတာကိုရွေးသွားကြတယ်လို့ဘုံဘုံထင်ပါတယ်တချို့ကြတော့လည်းပဲဒေါသအားကြီးရင်သူ့ကိုယ်သူမတတ်ဖ ೇನೆ သူများတတ်တာလည်းရှိသေးတယ်ဟုတ်လားသူများဘဝတွေလိုက်ဖြက်စီးတယ်နော်အဲ့တော့ဒေါသရဲ့သဘောဒေါသဖြစ်လာမှလူတွေဟာပူတယ်လောင်တယ်လို့နားလည်ကြတာအဲ့ဒီဒေါသကဘယ်မှာအဓိကအခြေခံပြီးတော့ဖြစ်လဲဘာနဲ့ဆက်သွယ်နေလဲသူ့ရှိမှဘာရှိလဲလို့မင်းရင်လောဘရှိတယ်လောဘရှိတယ်ဘုံဘုံတို့လိုချင်မှုရချင်မှုဖြစ်ချင်မှုတွေ
ဆိုရပါစို့ဒေါသကိုဘာသာပြန်တဲ့အခါမှာအလိုမကျဘူးစိတ်တိုင်းမကျဘူးလို့ပြောကြတာရှိဟုတ်လားအဲ့တော့ဘုန်းတော်အလိုဆိုတဲ့ဥစ္စာကိုလျှော့နိုင်မယ်ဆိုရင်အလိုမကျဘူးဆိုတာလည်းနည်းသွားအလိုဆိုတာတွေအယမ်းများနေမယ်ဆိုရင်အလိုမကျဘူးဆိုတာတွေကလည်းများလာလိမ့်မယ်ဘုန်းတော်ရကျင်တာတွေဖြစ်ကျင်တာတွေများလာတဲ့အခါမှာရအောင်ဖြစ်အောင်သူကလှုပ်တော့မှာပဲလေလှုပ်လာပြီဆိုလို့ရှိရင်သူလှုပ်တိုင်းဖြစ်မလားသူရကျင်တိုင်းရမလားဘယ်ရမလို့ဖြစ်เสียအကြောင်းရှိမှဖြစ်မှာရတဲ့အကြောင်းရှိမှရမှာမဟုတ်လားတော့ဖြစ်ကျင်တာတွေဖြစ်မလာတော့ဘူးရကျင်တာတွေရမလာတော့ဘူးဆိုရင်ဘာဖြစ်လာတော့ဟာဒေါသဖြစ်လာပြီအဲ့တော့ဒီဖြစ်ကျင်တာတွေဖြစ်မလာဘူးရကျင်တာတွေရမလာဘူးဆိုတဲ့အခါမှာဒေါသဖြစ်လာတယ်ဆိုသူ့ရှိမှဘာရှိနေတော့ဖြစ်ကျင်တာတွေရနေတာတွေရှိနေတယ်ဘုံဘုံနားလေတော့ပြောကြည့်တာပါလေလောဘကြီးတဲ့လောက်ဒေါသကြီးလိမ့်မယ်အဲ့ဒီလိုဒေါသကြီးဖို့ तू ကလုံနေပြီလောဘကြီးနေခြင်းဟာဒေါသကြီးဖို့အတွက် तू ကအကြောင်းတရားတွေကိုဖန်တီးနေရရောက်တယ်လို့ထင်တယ်ဆိုကြပါစို့လုပ်ငန်းကိုင်တွေအများကြီးထူထောင်ထားတယ်ဆိုဟာ तू အဆင်မပြေတာတွေရုန်းကန်တာတွေအနှောင့်အယှက်တွေဒေါသဖြစ်เสียအကြောင်းတွေအများကြီးကို तू ကြုံရလိမ့်မယ်ဟုတ်တယ်မဟုတ်လားဘာမှမလိုချင်လို့ဘာမှမရချင်တဲ့လူတွေဘာမှစိတ်တူเสียတိတ်တွေ့ရမှာမဟုတ်ဘူးဒါအကျဉ်းချင်းပြောတာပါဘုံဘုံကဒီပြင်အကြောင်းကြောင့်ဒေါသဖြစ်တာတွေလည်းအများကြီးရှိပါတယ်ဒါပေမဲ့အဓိကကြတာတော့လောဘလို့ဘုံဘုံကမြင်တယ်လိုချင်တာတွေများနေရင်လိုမကြတာတွေများလာတော့မှာပဲဖြစ်ချင်တာတွေများလာရင်ဖြစ်ချင်တာတွေမဖြစ်တဲ့အခါမှာစိတ်တိုင်းမကြတာတွေများလာတော့မှာပဲဟုတ်ပြီဒေါသရဲ့ရှိမှလောဘတွေ့ပြီနော်အဲ့လို့ဆိုရင်လောဘရဲ့ရှိမှဘယ်သူရှိနေမှာတော့မောဟရှိလိမ့်မယ်ဟုတ်တယ်ဘုန်းတို့ဘာကြောင့်လိုချင်နေကြတယ်ဖြစ်ချင်နေကြတာတော့အကောင်းထင်နေလို့ပေါ့လိုချင်တယ်ဆိုတဲ့အစားမကောင်းမှုထင်ရင်ဘယ်လိုချင်မှာလဲစဉ်းစားကြည့်နော်ရချင်တယ်ဆိုတဲ့ကွာစားအောင်းနေထင်လို့ကိုရချင်နေတာအဲ့တော့သူ့ရှိမှာမှားယွင်းမှုကြီးပေါ့နော်အဝိဇ္ဇာမတိမှုဒါမောဟပေါ့ဟုတ်လားဒါကြောင့်ဒီအဝိဇ္ဇာမောဟကိုမြတ်စွာဘုရားမကောင်းတာတွေအားလုံးရဲ့ခေါင်းဆောင်ပဲအဝိဇ္ဇာဘိခွေပုပ္ပင်ကမှာအကုသလနာဓမ္မနာတမပတ္တိယအနောဒေဝအနောဒေဝဟိရုတ္တပံနော်အာဟိရိကအနုတ္တပံအရှက်ကြောင့်မရှိတာနော်မတိမှုအဝိဇ္ဇာကမကောင်းမှုတွေမှာခေါင်းဆောင်တယ်အရှက်ကြောင့်မရှိတာကနောက်လိုက်ဖြစ်တယ်လို့အဲ့လိုဟောတာဟုတ်လားအဲ့တော့ဘုန်းတော်ဘဝကိုဒုက္ခလို့မသိတဲ့အခါမှာဘာဖြစ်လာတော့လိုချင်လာတယ်ရချင်လာတယ်လောဘလိုချင်မှုရချင်မှုများတဲ့အခါကျတော့လိုချင်တိုင်းရချင်တိုင်းမရတဲ့အခါမဖြစ်တဲ့အခါမှာစိတ်တူလာတယ်ဟောဒေါသရဲ့လောဘရဲ့မောဟရဲ့ဒါသဘာဝကြကြလေးဘုံဘုံတွေးကြည့်တာဒေသနာကတော့အစဉ်အတိုင်းဘယ်လိုဟောထားတာတော့လောဘဒေါသမောဟလို့ဟောထားတာနော်အဲ့တော့ဘုံကဘာလို့ရှင်းပြနေတာတော့ဒီခန္ဓာရဲ့အကြောင်းကိုမသိရင်နှိမ့်မွန်းသွားလိမ့်မယ်ဆိုတော့ပြောနေတာဟုတ်တယ်နော်ဒီခန္ဓာရဲ့အကြောင်းကဘာတော့အနိစ္စဒုက္ခအနတ္တပါလေမမြဲတဲ့သဘောမကောင်းတဲ့သဘောအစိုးပိုင်မဟုတ်တဲ့သဘောမတင့်တဲ့သဘောဒါဟုသာအမှန်သိမယ်ဆိုရင်ဘုန်းတို့လောဘလည်းဖြစ်เสียအကြောင်းမရှိဘူးသူရှိရမောဟမှမဖြစ်တော့တာကိုအဝိဇ္ဇာနေရာမှာဝိဇ္ဇာအစားထိုးလိုက်တော့လောဘမဖြစ်တော့ဘူးလောဘမဖြစ်ဘူးဆိုရင်စိတ်တူเสียတွေရောဘယ်လိုတော့အများကြီးနည်းသွားမှာနော်ဒါဟိုအမြင့်ပြတ်ပေတတ်တဲ့အနေအထားကိုပြောတာမဟုတ်ပါဘူးအပေါ်ယံကိုပြောတာပါဘဝအကြောင်းကိုသိရင်သိသလောက်အလိုဆန္ဒတွေနည်းမှာပဲအလိုဆန္ဒတွေနည်းရင်နည်းသလောက်ဘဝမကျေနပ်မှုတွေနည်းသွားမှာပဲချောမွေ့နေမှာသူ့ဘဝလောဘအယံကိုအဓိကကြတယ်ဒါကြောင့်ဒုက္ခရဲ့အကြောင်းတရားကိုဟောတဲ့နေရာမှာဘယ်သူ့ကိုခေါင်းကောက်ဟောတာတော့လောဘကိုခေါင်းကောက်ဟောတာမောဟကိုလည်းခေါင်းကောက်မဟောဘူးဒုက္ခသမုဒယသစ္စာအရာဘာကိုမြတ်စွာဘုရားပြောတဏှာလောဘကိုပြောနော်သူအဓိကခြေလဲနေတာပေါ့ဒုက္ခကိုဖန်တီးသူဟာလောဘပဲတကယ်ကဒါနည်းအဲ့ဒီလောဘဘာကြောင့်ဖြစ်တုံးဆိုတော့မသိမှုကြောင့်ဖြစ်တယ်ဒါဒီဘုံဘုံတော့လောဘဖြစ်တဲ့အခိုက်အတန့်မှာဆိုးတယ်လို့သိမသိဘူးအလိုမကျတော့ဟေးဒေါသတွေဖြစ်ပြီဆိုတော့မှမလီပူလာကြီးလောင်လာကြီးဖြစ်တယ်ငိုတယ်ဆိုတာလဲဒေါသပဲလေတော့မသိရင်နှင်မုန်းမယ်ဆိုတာအဲ့ဒါပဲဘုံတို့ဘဝအကြောင်းဒုက္ခသစ္စာလို့မသိဘူးဆိုကိလေသာထူပြောပြီးတော့ပိုက်ဆံတွေဘလောက်ရှိရှိဘာကြီးဖြစ်နေဒေါသတွေနဲ့ဘာလို့နေရမှာတော့ပူလောင်နေရမှာပဲနှင်မွန်းနေမှာပဲဒီလိုအဲ့လိုဆိုရင်သူ့တန်တရားအနာဂတ်ခရီးရောကောင်းဖို့အလားအလာသိမရှိဘူးဒါတွေနဲ့သာအနေများအနေကြားနေမယ်ဆိုရင်တော့ဒါတွေနဲ့ပဲသေဖို့များတယ်ဒါတွေနဲ့သေရင်တော့ဒါတွေရဲ့အကျိုးဆက်နဲ့ပဲသူအပယ်လေးပုံရောက်ဖို့များတယ်ပေါ့ဟုတ်လားအပယ်လေးပုံရောက်မယ်ဆိုရင်တော့အကြီးအကျယ်ပါဖြစ်သွားနှင်မွန်းသွားပြီပြန်ထွက်ဖို့တော့ခက်တယ်ပေါ့နော်ဒိဋ္ဌံဖြစ်တယ်ဆိုပြန်ထွက်ဖို့ခက်တယ်လို့ဟောတာဟုတ်လားဒါကြောင့်ယထဘာလိဝိတိရန္တိဒီခန္ဓာအကြောင်းအမှန်မသိတဲ့ပုဂ္ဂိုလ်တွေဟာနှင်မွန်းသွားလိမ့်မယ်ဆိုတာကိုဒါတော်တော်လေးသဘောပေါက်သွားပြီလို့ဘုံဘုံထင်ပါတယ်ဟုတ်လားခန္ဓာအိဋ္ဌဒုက္ခအနတ္တဖြစ်တယ်ဒီအမှန်တရားကိုမသိရင်လူချင်းမှုရချင်းမှုဖြစ်ချင်းမှုလောဘဓာတ်တွေအာကြီးလာမယ်အဲ့ဒါဆိုရင်ဒေါသဓာတ်တွေပါကြီးလာမယ်အဲ့လိုဆိုရင်လောဘဒေါသအားလျော်စွာနော်
လောက်ကြကင်ကြပြောကြဆိုကြမယ်ဆိုရင်ကံတွေကလည်းကောင်းတာမဖြစ်နိုင်ဘူးလေအဲ့လိုဆိုရင်အကျိုးရလဒ်ကလည်းမကောင်းတော့ဘူးအဲ့တော့အခုလည်းပဲပြစ္ဆုတ်ပံမှာလည်းစင်းစင်းရဲနေရသောအဖြစ်နှိမ့်မွန်းတယ်တန်တရားမှာလည်းယုံညံ့တဲ့ဘဝတွေကိုရပြီးတော့လည်းနှိမ့်မွန်းသွားတယ်ဒါမြင်တတ်ဖို့လိုတာပေါ့နော်ငရဲမှာနှစ်ကြတယ်ဆိုတာကိလေသာထူပြောလို့ငရဲရောက်ကြတာကိလေသာဘာလို့ထူပြောဆိုဒီခန္ဓာကြီးအကြောင်းအမှန်မသိလို့ထူပြောတာပဲဟုတ်တယ်မဟုတ်လားအခုပြစ္ဆုတ်ပံဘဝမှာလည်းဟာဒုက္ခတွေရောက်ကြတယ်အများကြီးပေါ့ဟုတ်လားဆင်းရဲကြတယ်ပူလောင်ကြတယ်ငိုကြွေးရတယ်အကုန်လုံးကဘာတုံးလို့မေးလောဘဒေါသမောဟရဲ့နော်အခြေခံအကြောင်းတရားတွေကနေသူ့ကိုဖန်တီးလိုက်တဲ့သဘောပဲအဲ့ဒါဒီခန္ဓာအကြောင်းမသိလို့တကယ်လို့သစ္စာလေးပါးကိုသိမယ်ဒီခန္ဓာအကြောင်းသိမယ်အရိယာဖြစ်သွားမယ်ဆိုလို့ရှိရင်ဘလို့လောကဓာတ်နဲ့တွေ့လို့မှသူ့မှာတုံလုံးเสียနှိမ့်မွန်းเสียအကြောင်းမရှိဘူးဆိုကြပါစို့ဘုန်းတို့မန္လိကာကြားဘူးလေနော်မန္လိကာ2ယောက်ရှိတယ်ကောသလမင်းကြီးမိဖုရားလည်းမန္လိကာဗန္ဓုလစစ်သူကြီးရဲ့နော်မိဖုရားလည်းအဲဒီဇနီးကလည်းမန္လိကာပဲအဲ့ဒါသူတို့နန်းတွင်းရေးအရှုပ်ထွေးတွေရှိတယ်ကောသလနဲ့ဗန္ဓုလသူကစာသင်ဘက်ဆိုတငယ်ချင်းတွေနောက်ကြတော့ဒီဗန္ဓုလကသူတို့ရဲ့အမျိုးအနွယ်တွေနဲ့အဆင်မပြေဖြစ်ပြီးတော့ကောသလကြီးဒီလာခါစားတာအစတော့အားကိုးတာပေါ့နောက်တော့အရေးပေးလုံးတဲ့အခါကျတော့ဘေးကမနာလိုကြတော့ဒီသွေးခွဲတာပေါ့ဂုံးတိုက်တာပေါ့အဲ့ဒီမှာကောသလကြီးကလည်းညံနေတဲ့အခါကျတော့ဒီတငယ်ချင်းကိုသား32ယောက်နဲ့တခါတည်းလုတ်ပြန်ဖြစ်တယ်ဗန္ဓုလကလည်းသူကလည်းရက်ဆက်ခဲ့တာတွေအများကြီးရှိပါတယ်သူတို့ဇလန်းတွေကရှုပ်ထွေးရှည်လျရတယ်ပေါ့အဲသား32ယောက်တက်ခံရတဲ့အခါမှာဗန္ဓုလနဲ့တက်ခံရတဲ့အခါမှာဒီမန္လိကာကသူကအရိယာတော့ဖြစ်နေပြီသူကအဲဆွန့်ကတ်တယ်ရှင်သာရိပုတ္တရာနဲ့တန်ခါတော်တွေကိုဆွန့်ကတ်တယ်အဲ့လိုဆွန့်ကတ်တဲ့အချိန်မှာထောပတ်အိုးကကြကွဲသွားတယ်ကျွန်းမတစ်ယောက်ကန်ရင်းနဲ့အဲ့ဒါမစိမကောင်းဖြစ်မှာဆိုလို့ရှင်သာရိပုတ္တရာကမန္လိကာကုသိုလ်လုပ်နေတဲ့အချိန်မှာစိမကောင်းမဖြစ်နဲ့ကွဲတဲ့သဘာဝကွဲတာပဲပေါ့တရားချတာပေါ့နော်အဲ့လိုပြောတဲ့အခါကျတော့ရှင်ဘုရားထောပတ်အိုးလေးကွဲတာနဲ့တပည့်တော်ပဲစိတ်ထိခိုက်မှာတော့တပည့်တော်လင်းယောက်ျားနဲ့သား32ယောက်အခုအသက်ခံရတာတောင်တပည့်တော်လုံးဝမနေဘူးဆိုတော့ရှင်ဘကြားကနေပြီးတော့မင်းကြီးတယောက်ကအကြောင်းကြားထားတယ်နော်သက်ခံရတယ်ဆိုတဲ့စာကိုထုတ်ပြတယ်တဲ့ဒါပါတော့ဘဝကြောင့်ခန္ဓာအကြောင်းကိုသစ္စာဆိုင်အောင်နားလည်ထားတဲ့အခါကျတော့သူ့မှာဒုက္ခတွေဒေါမနတတွေနဲ့သူ့စိတ်ကနှိမ့်မွန်းသွားသလားမနှိမ့်မွန်းဘူးတော့ကျွတ်တော့ဒါအရိယာဖြစ်တာတော့တိတိတသာကြီးသူကလွတ်မြောက်သွားတာပေါ့နော်အဲ့ဒီအဆင့်ကိုမရောက်ဘူးဆိုရင်တော့မှပုထုဇဉ်တွေဟာလည်းပုထုဇဉ်အချင်းချင်းအကုန်လုံးတယောက်နဲ့တယောက်တူကြတယ်လို့ထင်လားမတူပါဘူးပုထုဇဉ်ထဲမှာလည်းပဲအန္တပုထုဇဉ်ရှိတယ်ကလျာဏပုထုဇဉ်ရှိတယ်ဟုတ်လားဘာမှမသိဘဲနဲ့ကန်းနေတဲ့ပုထုဇဉ်အန္တပုထုဇဉ်ခေါ်တာပေါ့နော်မြင့်မြတ်တဲ့နော်ဒီအရိယာဘက်ကိုရှေ့ရှုနေတဲ့အခြေခံကောင်းနေတဲ့ပြည့်စုံနေတဲ့နားလေတဲ့ဉာဏ်ရှိတဲ့ပုထုဇဉ်ပါခေါ်တော့ကလျာဏပုထုဇဉ်ခေါ်တာဟုတ်လားအဲ့တော့ပြောရင်ပါတော့ခန္ဓာအကြောင်းသိရင်မနှိမ့်မွန်းဘူးမဆင်းရဲဘူးခန္ဓာအကြောင်းမသိရင်ပြစ္ဆုတ်ပံမှာလည်းကိလေသာတွေထူပြောပြီးတော့ဆင်းရဲလိမ့်မယ်အလုံးမအပြောမတွေနဲ့လည်းပဲအကျိုးရလဒ်တွေရပြီးတော့လည်းဆင်းရဲကြလိမ့်အောင်မယ်ဒါကိုကြည်ကြည်ပြန့်ပြန့်တွေးတတ်ဖို့ဘုံကအစာလေးတွေဖော်ပြီးတော့နော်ယထဘာလီဝိတိတန္တိဒီခန္ဓာရဲ့အကြောင်းကိုမသိတဲ့လူတွေဟာနှိမ့်မွန်းသွားလိမ့်မယ်တဲ့နောက်ပိုင်းသိတရားလေးတစ်ခုကြံနေသေးတယ်ဘာလို့နတ္ထိတင်ကောဝိဇာနတံသိတဲ့လူတွေကတော့ကန့်ညှိမှုမရှိဘူးတဲ့ဒါကြတော့ပြောရတာနည်းနည်းလွယ်သွားပါပြီမသိလို့နှိမ့်မွန်းတယ်ဆိုရင်သူကသိရင်တော့နှိမ့်မွန်းမှုမရှိတော့ဘာမှမဆိုတော့ကန့်ညှိမှုမရှိလို့ဘဝအကြောင်းအမှန်သိသွားပြီဘဝကနော်ဒုက္ခပြီးဒုက္ခဆက်ပြီးတော့ဖြစ်ပေါ်နေတဲ့တဘာဝတရားလို့ပြန်အဲ့ဒီအထီအောင်ပြန်သိမယ်ဆိုရင်လောဘဖြစ်เสียအကြောင်းမရှိတော့ဘူးဟုတ်လားလောဘမှမဖြစ်ဘူးဆိုရင်ဘာဒေါသဖြစ်ဦးမှာတော့ဒီလူကဟုတ်တယ်မဟုတ်လားစဉ်းစားကြည့်နော်အဲ့လိုဆိုရင်အများကြီးအေးချမ်းသွားပြီပေါ့နော်ဒီလောဘဒေါသမောဟမရှိဘူးဆိုရင်သူ့ရဲ့အလုံးမအကင်မအပြောမအဆူမတွေရောလာအောင်မလားမလာတော့ဘူးအတွေးမကြံမတွေလည်းမလာတော့ဘူးမလာရင်အကျိုးရလက်ဆိုးတွေရောထွက်เสียအကြောင်းရှိမလားမရှိတော့အဲ့ဒီမှာတကယ်လွတ်မြောက်တာပေါ့နော်အရိယာဖြစ်ကြတယ်သစ္စာလေးပါးသိတယ်ဆိုတာအဲ့ဒါတကယ်လွတ်မြောက်သွားတဲ့အနေအထားတွေကိုပြောတာဘာလို့လွတ်မြောက်သွားတာလဲဆိုတော့ကန့်ညှိမှုမရှိလို့လွတ်မြောက်တာကန့်ညှိမှုကဘာလို့ကန့်ညှိနေတာလဲဆိုတော့ဒုက္ခမှမသိလို့ကန့်ညှိနေတာဒုက္ခမှအမှန်သိရင်မကန့်ညှိဘူးဟောဘယ်သူမျိုးမဆိုမကောင်းမှုထင်ရင်ဘယ်သူမှမရချင်ဘူးကိုရချင်နေတာဖြစ်ချင်နေတာကိုကြည်ရင်အဖြစ်မကောင်းမှုဆိုတဲ့အမှန်တရားကိုဒီလူတကယ်မသိသေးဘူးဆိုတာကိုဘုံဘုံတို့သိနိုင်တယ်ပေါ့ဟုတ်လားဒါကြောင့်တရားအထုတ်ကြတယ်ဆိုတာခန္ဓာကိုယ်ကြီးမကောင်းနေတာကြီးကိုမကောင်းနေတဲ့အရာကြီးဖြစ်နေတာမကောင်းတာတွေဖြစ်နေတာလို့အမှန်သိအောင်မလုပ်တာတော့ကြိုးစားတာဒုက္ခသစ္စာကိုသိအောင်ကြိုးစားတာဒုက္ခသစ္စာကိုသိမှသူ့ပေါ်မှာ
နော်မမောမှုကန့်ညီမှုတွေ့တာမှုသမုဒိယသစ္စာကိုဘုံဘုံတို့ကအစဉ်စဉ်ပယ်နိုင်မှာပေါ့သူ့ကိုပယ်နိုင်မှသူ့ကြောင့်ဖြစ်မဲ့ပူလောင်မှုဆင်းရဲမှုပင်ပန်းမှုတွေကိုဘုံဘုံတို့ကလျှော့ချနိုင်မှာဒီသဘောပဲဟုတ်လားဒါကြောင့်မလို့နတ္ထိသင်္ကောဝိဇာနတံနော်တိတဲ့ပုံကိုယ်တွေကမကန့်ညီကြဘူးလို့ပြောတာဘလောက်ကောင်းတော့နော်ကန့်ညီနေရင်ဘုံဘုံတို့ကဒုက္ခရောက်နေမှာပဲဒါကြောင့်ဒီခန္ဓာဘဂတန်ယုတ်ပါဠိတော်တွေမှာပြောထားတာရှိတယ်ဒီခန္ဓာ၅ပါးကိုနှစ်သက်နေတဲ့ပုဂ္ဂိုလ်ဟာဒုက္ခကိုနှစ်သက်နေတာနဲ့တူတူပဲတဲ့ဒုက္ခကိုနှစ်သက်နေတဲ့လူဟာဒုက္ခကနေမလွတ်မြောက်နိုင်ဘူးတဲ့ဘလောက်ရိုးရှင်းတော့နော်ဘဝကိုနှစ်သက်ရင်ဒုက္ခကိုနှစ်သက်တာပဲဒုက္ခကိုနှစ်သက်နေမှာမဟုတ်သူမှနှစ်သက်နေပြီဆိုမှတော့သူဒါနဲ့သူခွဲမှာမဟုတ်ခွာမှာမဟုတ်အဲ့တော့ဒုက္ခရောက်နေတယ်ဆိုတာဒုက္ခကကိုယ်ဒီလာကတ်နေတာလားကိုကဒုက္ခဒီသွားကတ်နေတာလားမြင်ဖို့လိုရနော်ဒုက္ခဒီကိုကိုယ်ပြည့်ပြည့်ကတ်နေတာတကယ်ကဘာနဲ့သွားကတ်တယ်လောဘနဲ့သွားကတ်တယ်ပေါ့နော်ဘဝကိုမနှစ်သက်ရင်ဒုက္ခကိုမနှစ်သက်တာနဲ့တူတူပဲတဲ့ဒုက္ခကိုမနှစ်သက်ရင်ဒုက္ခကိုမနှစ်သက်တဲ့လူဟာဒုက္ခကနေလွတ်မြောက်လိမ့်မယ်လို့ငါဆိုတဲ့အဲ့ဒီပါဠိတော်လေးရှိဟုတ်လားအဲ့တော့ဘုန်းဘုန်းတို့ဘာလို့နှစ်သက်နေကြတာဆွဲညှိနေကြကန့်ညှိနေကြတာမသိလို့ပေါ့အမှန်မသိလို့ပေါ့နော်အမှန်သိရင်မကန့်ညှိဘူးမကန့်ညှိဘူးဆိုရင်သူနဲ့ဘာဖြစ်သွားမလို့ဇေဟာပြတ်သွားပြီဟုတ်လားတချို့ဒကမာကြီးတွေရှိတယ်ဒကာကြီးတွေအရန်ဆိုးတယ်အရက်တော့လောင်ကစားလို့ရှာမကျွေးတဲ့အပြင်အမျိုးမျိုးနှိမ့်ဆက်ဟုတ်လားဒါပေမဲ့ပြတ်နိုင်လားဆိုတော့မပြတ်နိုင်ဘူးမပြတ်နိုင်တဲ့မြတ်ဒီယောက်ျားတန်ဘာလို့အောင်ခံမှာပဲဒါပဲပြတ်နိုင်ရင်မခံဘူးပေါ့အခုကျွတ်တို့ဘဝမှာဒုက္ခတွေဖြစ်တယ်ဆိုတော့ဒီဘဝကိုကျွတ်တို့ကပြတ်မှမပြတ်နိုင်ပဲနဲ့ဒါဘုံကဥမာပေးတာနော်မပြတ်နိုင်တဲ့အခါကျတော့သူ့တန်ခံရမှာပေါ့ဘဝပေါ်မှာကိုကမက်နေတာ哦ဘာလို့မက်တုံဆိုအမှန်မှမသိတာ哦အမှန်မသိတော့မက်တဲ့အခါကျတော့သူ့ကိုမပြတ်နိုင်တော့သူနဲ့ပတ်သက်တဲ့ဒုက္ခတွေအမြဲခံနေရမှာပဲဒါပဲအဲ့တော့ဒီဒုက္ခတွေမခံချင်ဘူးဆိုရင်ဒီဟာရဲ့ပုံမှာပြတ်နိုင်အောင်ကြိုးစားပြတ်နိုင်အောင်ဆိုရင်လေသူ့တကယ်ကိုမကောင်းတာပဲလို့မြင်သူ့လိုပြတ်မှာပဲအခုကမကောင်းတာကိုမြင်ကိုမမြင်ဘူးပေါ့နော်မမြင်ဘူးကောင်းတဲ့ထင်းနေတာတွေကရှိနေတယ်ဟုတ်လားအဲ့တော့ဒီနာကဘုံဘုံတော့တရစ်တီတဝဲလေလေနဲ့မပြတ်နိုင်ဘူးမပြတ်နိုင်တော့ဒါနဲ့ပတ်သက်တဲ့ဒုက္ခဘယ်တော့မှမရှင်းဘူးမပြတ်ဘူးပေါ့ဟုတ်လားအဲ့တော့နတ္ထိသင်္ကောဝိဇာနတံဆိုအဲ့လိုလေးနားလေရမှာဟုတ်လားသိတဲ့လူဟာကန့်ညှိမှုမရှိဘူးကန့်ညှိမှုမရှိတော့ဒုက္ခအေးတော့တာဒါပဲဒါခါထားလေးကတူတူလေးနော်ဧထပတ္တိမလောကစိတ်တရာဇရထုပမယထဘာလီဝိတိရံဒီနတ္ထိသင်္ကောဝိဇာနတံလာကြမင်းစည်းတဲ့ယထာတစဉ်လို့စံကြဲတဲ့ဒီခန္ဓာတွေဟူသောလောကကိုအမှန်ကန်သိအောင်မြင်အောင်ကြည်ကြတတိပဋ္ဌာန်တရားအားထုတ်ကြလို့ပြောတာပါပဲဟုတ်လားယထဘာလီဝိတိရံဒီခန္ဓာအကြောင်းမှန်မသိတဲ့ပုဂ္ဂိုလ်တွေဟာနှိမ့်မွန်းသွားကြလိမ့်မယ်ပြစ္ဆုတ်ပံမှာလည်းပူပူလောင်လောင်တန်တရားမှာလည်းစင်စင်ရဲရဲဖြစ်ရလိမ့်မယ်ပေါ့ဆိုလိုတာနတ္ထိသင်္ကောဝိဇာနတံသိကြတဲ့ပုဂ္ဂိုလ်တွေကတော့ကန့်ညှိမှုမရှိဘူးတဲ့ဘလောက်ကောင်းတော့ဟုတ်လားထဲထဲဝင်သဘောပေါက်သွားတော့အဲ့ဒီကာထာကိုနာပြီးအဲ့ဒီအဘယမင်းသားသောတာပန်ဖြစ်တယ်နောက်တော့ယဟန်ပြုတ်ပြီးတော့ယဟန္တာဖြစ်သွားတယ်ဒါသူ့ရဲ့သိနိုင်မြင်နိုင်စွမ်းအခြေခံတတ္တိတွေဘုံဘုံတို့ ਨੇ ထူးခြားလာတာကြွားခြားလာတာပေါ့ဘုံဘုံတို့ပြောနေတဲ့ဒကမာကြီးတို့ဒကာကြီးတို့နားထောင်နေတယ်ဘာရိယာမှလည်းမဖြစ်ဘူးဟုတ်လားဒါပေမဲ့ဟိုအသိဉာဏ်ကတော့ဘာဖြစ်သွားတော့တိုးသွားတာတော့သေကြတယ်ဟုတ်တယ်မဟုတ်လားဘုံလည်းပြောရင်းနဲ့ဩဒါလေးတွေကဒီလိုရှိတယ်ဆိုတာပို့ပြီးတော့ကျွမ်းကျင်မှုရှိတာပေါ့နော်နားထောင်တဲ့လူလည်းပါတော့သိလိုက်ရတယ်သိပြီးသားဆိုရင်လည်းပို့ရှင်းသွားတယ်သူတို့လိုပါရမီဓာတ်ခံတွေကအရင်ကြီးမကောင်းသေးတော့ရှင်းရှင်းလင်းလင်းသိတဲ့နော်အရိယာသူတော်စင်အဖြစ်ကိုမကူးပြောင်းနိုင်တော့လည်းပဲအသိဉာဏ်တိုးရတာတော့ဘာလို့သိကြတယ်အသိဉာဏ်တိုးလို့ရှိရင်အဲ့ဒီအသိဉာဏ်ကြောင့်ဖြစ်တဲ့ချမ်းသာကိုဘုန်းဘုန်းတို့ရရှိတာဒါပါပဲဟုတ်လားတရားနာရတဲ့ကိစ္စနော်အဲ့တော့နဲ့များတော့များသွားပြီမိနစ်40ရှိသွားနော်အဲ့တော့ဘုန်းတို့ဆုံးသက်ရအောင်ဟုတ်လားအနုမောဒနာစကားဆိုတော့လည်းပဲနော်ပညာကြောင့်ဖြစ်တဲ့နော်ချမ်းသာဒုက္ခကိုရရှိဖို့အတွက်နော်အသိပညာကိုတိုးစေတဲ့စကားလို့အဓိကပဲပြောရတော့မှာပါဟုတ်လားအဲ့တော့တရားနာကြရတဲ့အကြောင်းတရားစွန့်လူကြတာကြောင်းလူကြတာဒါကိုအကြောင်းပြုပြီးတော့ဘုန်းတို့ပြောဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒါလည်းပဲကုသိုလ်ကောင်းမှုရဲ့စွမ်းအားအာနိသင်ကိုနော်စဉ်းစားပြီးတော့ကိုယ့်ကိုပီတိဖြစ်အောင်သောမနတဖြစ်အောင်ကြိုးစားရမှာပေါ့နော်အခုတရားနာတော့လည်းပဲအသိဉာဏ်ကြောင့်ဖြစ်တဲ့ချမ်းသာကိုရတယ်ပေါ့ပြီးရင်လည်းမပြတ်မပြတ်ဒါလေးကိုနှလုံးသွင်းစေခြင်းနဲ့စဉ်းကျင်စေခြင်းပါတယ်ဘာမှဟိုဆန်းဆန်းကြဲကြဲကြီးကြဲကြဲပြန့်ပြန့်ကြီးမှတ်ရမယ့်အရာမဟုတ်ပါဘူးတကယ်ကဟုတ်လားလာကြမင်းစည်းတဲ့ယထာရစဉ်လို့စမ်းကြဲတဲ့ဒီခန္ဓာကိုယ်ကြီးကိုအမှန်တိုင်းသိအောင်ကြည်ကြ
မသိရင်တော့ဒုက္ခတွေတဲ့နစ်သွားလိမ့်မယ်သိရင်တော့ကန့်ညှိမှုမရှိတဲ့အတွက်ကြောင့်လွတ်မြောက်သွားကြလိမ့်မယ်ဒီသဘောလေးပဲဟုတ်လားအမဟိုအနှစ်ချုပ်ပြောလိုက်ရင်လည်းပဲတူတူလေးနဲ့ထိထိမိမိဒါပဲเนาะဒါပေမဲ့အခြေပြောမယ်ဆိုရင်ရောနောက်ထပ်ပြောနေမယ်ဆိုရင်လည်းထွက်နေဦးမှာเนาะစကားစတွေဟုတ်လားယာကြီးထွက်နေဦးမှာပဲဟောဆိုအလွန်ကျေပြင်းတဲ့အဓိပ္ပာယ်ကြီးကိုခန္ဓာအကြောင်းစမ်းကြည့်တယ်ကြိုက်တဲ့လောက်ပြောခန္ဓာအကြောင်းမသိလို့ဒုက္ခရောက်တယ်ဆိုတော့ကြိုက်တဲ့လောက်ပြောအများကြီးပြောစရာတွေရှိနေဟုတ်လားခန္ဓာအကြောင်းအမှန်မသိလို့အမှန်သိလို့နော်ကိလေသာကင်းသွားချမ်းသာသွားတယ်ဆိုအများကြီးပြောလို့ရတယ်ဟုတ်လားဒါပေမဲ့အများကြီးပြောလို့ရတိုင်းပြောနေလို့လည်းဖြစ်တာမဟုတ်ဟုတ်လားနော်သူ့ချိန်လေးနဲ့သူအလုပ်လုပ်ရနော်ဒါကြောင့်မလို့ဒီကနေ့ကုသိုလ်ကောင်းမှုတွေများစွာပြုရပြီဒီကုသိုလ်ကောင်းမှုအဆုတို့ကြောင့်ဘုရားတပည့်တော်တို့သည်မဉ္ဇဉ်ဘုညမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောင်းမျက်မှောက်ပြုပြရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း